ဆရာတော်ကြီးကိုအိတ်ဆိုင်ပြီးတော့14ချိန်ရှိပါတယ်တက်တော်80ပြည့်တဘာမှဘယ်နိုင်ငံမှာတက်တော်80တိတောင်းတော့လည်းနိုင်ငံဝန်ထမ်းရှိပါဘာမှကကြဆရာတော်ကြီးကအခုလူမနာမှာတက်တော်80ပြည့်ဘာမှကကြဆိုတာနိုင်ငံဝန်ထမ်းနိုင်ငံဝန်ထမ်းဖြစ်ပါတယ်ကြားရလာတော့ဒီနေ့အပြည့်တက်သူရဲ့ဘာမှကကြနဲ့အတူတူပါပဲအခမ်းအနားစတင်တော့မှာဖြစ်တဲ့အတွက်ခြေတော်ကတက်သူရဲ့ဥပဒေဒီဥပဒေလက်ကန်ဖုန်းများအားရဟန်းတန်ခါတက်ဖြစ်လို့ silent လုပ်ပေးထားပါရင်လေးစားစွာတက်တော်65တိတိဟိုတောင်းထမ်းဝင်ရှိတယ်65တိတိလို့ကျမ်းမှာကြံ့ခိုင်းနေတယ်ဆရာတော်ကြီးတွေကလည်းဇေယျချက်တာမဆိုနောက်ထပ်တနေ့နဲ့9ချိန်9နှစ်ထပ်တိုးထမ်းလုပ်ပြီးပါတယ်တက်တော်90ဆိုတော့တော့နားမှာဖြစ်ပါတယ်နိုင်ငံဝန်ထမ်းဖြစ်ပါတယ်နိုင်ငံဘာမှကြိုတရုပ်ကကျန်တဲ့ပေါ့လေလမ်းစာတို့ဈေးတို့ခံစား권အကုန်ခံစားတဲ့ဟာဖြစ်ပါတယ်ဆရာတော်ကြီးကအသက်80ရှိပါပြီပင်လဲပင်မနေပါလေဆရာတော်ကြီးကိုယ်တိုင်လည်းပဲဒီကနေနောက်ယူရင်တော့ဘုရားကြားပါပြီဘုရားထေရဝတ္တသူရဲ့ဥပဒေနည်းဥပဒေအရာအငင်းစားမြင့်တာဖြစ်ပါလေခုနပေါ့လေတကယ်မှကိုဘက်ကတူပိုင်ဖို့အတင်းကျပ်ပါနေမဟုတ်ပါနော်တက်တော့ပြီးလို့တက်တော့ကြိုးနေပါပြီဆရာတော်ကြီးကိုအိတ်ဆိုင်ပြီးတော့14ချိန်ရှိပါတယ်တက်တော့80ပြည့်တဘာမှဘယ်နိုင်ငံမှာတက်တော့80တိတောင်းတော့လည်းနိုင်ငံဝန်ထမ်းရှိပါဘူးအားလုံးသဘောပေါက်ကြတယ်ဟုတ်ပါဘူး